ဒီနေ့ပေါ့တိန်ကြီးစီကျွန်တော်မိုင်းကသွားဝယ်နေတဲ့ဆိုင်ကိုသွားတော့သူတို့ကကြောက်တွေ့တော့ဆရာမိုင်းကမေးလားဆိုမဟုတ်ဘူးလို့အဲ့ဒါဒီဟာလေးပေါ့နော်ဒါလေးလိုချင်တယ်လို့ပါဆယ်ထုတ်တဲ့ဥစ္စာအနီလေးပေါ့နော်နင်းနဲ့ဆရာကဘာလုပ်ဖို့လဲတဲ့မွေးနေ့ဝင်နေဖြစ်ဖို့လားမဟုတ်ပါဘူးလို့ကျွန်တော်အစီရင်တွက်ပါတားမိနေအောင်တော့တော်တော်အံ့ဩပါတယ်ဟာဆရာကထူးဆန်းလုပ်ပြီးတဲ့ဒါကလည်းဘာအစီရင်လုပ်လို့ရလဲပြီးခဲ့တဲ့လာပြည့်ကဘာနေလဲဆိုတော့တနင်္ဂနွေလာပြည့်ဆိုတော့တနင်္ဂနွေနံဆိုတော့အုံးပေါ့အဲ့ဒီနေ့မှာအစီရင်အုံးရယူခဲ့တယ်ပေါ့အရာယူခဲ့တယ်အဲ့ဒီအတွက်ကိုကျွန်တော်ဒါလေးတွေနဲ့ပေါ့နော်အုံးဟိုတနင်္ဂနွေရဲ့အယောင်ဖြစ်တော့အနီရောင်နဲ့ပေါ့အလံနေလောက်မှာပေါ့အလံနေလောက်မှာဟာဆရာတဲ့အဲ့ဒါဘလို့အစီရင်လဲဟိုနေ့သိကျင်တယ်ဒါမီနေအောင်တော့အေးသိကျင်တယ်ဆိုရင်တော့လို့တယောက်ထဲတော့ကျွန်တော်မပြောနိုင်ဘူးလို့ညကြမှာတယ်လီဂရမ်ကျွန်တော်ဒီဟိုနေ့ကကြည်ပေါ့လို့လိုင်းပေါ်နဲ့ကြည်လို့ကျွန်တော်TikTok မှာကျွန်တော်တင်ပေးမယ်ဆိုပြီးတော့ကျွန်တော်ပြောတာပေါ့လေအဲ့တော့ပြီးခဲ့တဲ့အခါကတော့ဒီမက်ဆီလေးတွေနဲ့ပေါ့နော်မက်ဆီလေးတွေနဲ့အမှဒီမှာကြွေးပကံเนาะအစီရင်ပေါ့နော်အဲ့အစီရင်ကျွန်တော်တင်ခဲ့ပြီးပြီဒီတစ်ခေါက်ကကျတော့ကျွန်တော်တို့တွေကလူတယောက်မှာကျွန်တော်နဂတဗီဒနဲ့တွက်ကြည့်မယ်ဆိုရင်ယာတိဇက်ဘာဝဇက်နဝင်းဇက်3စက္ကနဲ့ပဲများသောအားဖြင့်တွက်ကြတာတချို့ရလဲစက်ဘယ်နှလုံးဆိုရရှိတာပါဗျာများသောအားဖြင့်နဂတဗီဒပညာရှင်တွေတော်တော်များများကတိကျမှန်ကန်စွာပညာအရာပေါ့နော်ကျွမ်းကျင်တယ်လို့လူတယောက်ရဲ့ကံကြမ္မာကိုဘယ်နည်းမှဘာဖြစ်မယ်ဘယ်လမ်းမှဘာဖြစ်မယ်ဆိုဟောပြောနိုင်တာပေါ့ဒါပေမဲ့နက္ခတဗေဒမှာအစီရင်တွေသိမ့်မရှိဘူးဗျရတရားတွေသိမ့်မရှိဘူးအဲ့တော့ဘယ်လိုလူမျိုးတွေပဲနက္ခတဗေဒအတွက်ကောင်းလဲဆိုတော့ကျွန်တော်တို့တွေကရွှေလင်ဝန်းနဲ့အချင်းစေးပြီးတော့တသက်လုံးမစင်းရတဲ့လူတွေကတော့နက္ခတဗေဒနဲ့ဗေဒနဲ့ဗေဒင်တွက်ရင်စိတ်ချမ်းသာစရာတွေပဲစကားပုံတော်ရှိတယ်လေဗေဒင်မှာတဲ့အမြောက်တဲ့နတ်မှာ6တဲ့စိတ်ညစ်လို့ကိုရှိလာဗေဒင်လာမေးပါတယ်ဆိုတော့ဒီတဲ့စိတ်ညစ်စရာတွေခေါ်ရင်ပတ်စံတော်တိတ်မထွက်တော့မပြီးချင်တော့ငါကွာမှားပြီးနေတူတယ်ဗေဒင်ဆရာရှိလာပါတယ်ဆိုတော့မှစိတ်ညစ်စရာပို့စိုးတယ်အဲ့နတ်ဆိုတာအဲ့လိုပဲကိုရှိလာတယ်ဆို6ရတယ်အဲ့ဒါမှပူဇော်ခြင်းပသခြင်းတွေဖြစ်တာပေါ့ဗျာအဲ့တော့ဘယ်လိုကောင်းလဲလမ်းမေးစဗျာဟိုမှာဒီတခိုးကြိုးနဲ့မကောင်းတဲ့မိန်းမနဲ့မွေးပြီးတော့လမ်းမေးမှာကြီးလာတဲ့ပြီးတော့တသက်လုံးမှာထောင်နဲ့ဟိုအပြင်နဲ့ပဲနှစ်ပါးသွားနေတဲ့လူကတော့နက္ခတဗေဒသူ့ဘဝအကြောင်းတော့တော်တော်စိတ်ညစ်စရာကောင်းပါဗျာအဲ့တော့ကျွန်တော်ကနက္ခတဗေဒနဲ့ကျွန်တော်တို့တွက်တဲ့ကကျတော့ကျွန်တော်တို့ကလူတယောက်ရဲ့လက်ကမိတ္တမာလားပြိတ္တမာလားဟုတ်ပြီလက်တရားနေပြီကျွန်တော်တို့အတက်နေထောက်ရှိလိုက်တဲ့အခါကျတော့ဒီကိုကောင်းကြိုးမပေးတယ်ဗောနော်6တန်လို့8တန်လို့12တန်လို့မှာဘယ်ကြိုးတွေထိုင်လဲဒါဟုတ်တက်အဲ့ဒီကြိုးတွေရောဘလို့ရန်ဒီနဲ့ရှင်ပြီးတော့မြင်နေကြလဲဒါကိုတက်မှတ်ထားတာဟုတ်ပြီအတန်ကောင်းတွေဖြစ်တဲ့2တန်းတို့ဘာလို့ပေါ့9တန်းတို့9တန်းတို့17တန်းတို့အဲ့ဒီ17တန်းမှာကိုယ်ဘဲဂျူကအကောင်းဆုံးအကျိုးပြုပြီးတော့မိတ်နဲ့ရက်တာလားရန်နဲ့ရက်တာလားဥဒသိန်နဲ့ရက်တာလားအုပ်နဲ့ရက်တာလားဒါတွေအကုန်လုံးကျွန်တော်တို့သိကြမှတ်ထားပြီးတော့ကျွန်တော်တို့ဒီကအကောင်းဆုံးဂျူကိုကျွန်တော်တို့ကပါစားပေးပြီးတော့အိဋ္ဌနေရာတွေမှာသုံးတယ်မကောင်းသောဂျူကိုဖိပြီးတော့အနိဋ္ဌနေရာမှာသုံးမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီဆိုကြပါစို့ဗျာကျွန်တော်ရာမအောင်ဆိုဗုဒ္ဓဘုရားပေါ့ဗုဒ္ဓဘုရားကသူ့အတွက်အကောင်းဆုံးဂျူကအတန့်ရောလဲကောင်းတယ်အမြင်ရှင်ရလဲကောင်းတယ်ဗျာအဲ့လိုဂျူကတနင်္ဂနွေဂျူဆိုပါပဲဗျာအဲ့တော့ကျွန်တော်ကတနင်္ဂနွေဂျူနဲ့ပတ်သက်တာအဲ့တနင်္ဂနွေဂျူကကြတော့နန်သားဒီမှာဆိုအုံပေါ့ဗျာအဲ့တော့ကျွန်တော်တို့လာပြီးနေ့မှာတနင်္ဂနွေနေ့ဖြစ်ရမယ်အဲ့တနင်္ဂနွေနေ့လာပြီးနေ့မှာတနင်္ဂနွေသားတယောက်လုံးဝ stop အသက်ရွယ်ရလဲနှုတ်ပြုံငယ်ရွယ်ပြီးကြမ်းမှဖြတ်လက်တဲ့လူတယောက်ကိုကျွန်တော်ရှာရမယ်အဲ့တော့ကိုယ့်အိမ်မှာအုံးပင်မရှိဘူးဆိုလဲအုံးပင်ရှိတဲ့စီကိုလဲခွင့်တောင်းပြီးတော့ပတ်စံပေးတင်တာပေးပေါ့ငါတင်တာငါအဲ့ကိုနေဖြစ်ပြီးလောက်တာအပင်တအားမြင့်နေဆိုရင်အုံးတက်သမားလဲတနင်္ဂနွေသားဖြစ်ရမယ်ဦးကျွန်တော်ရတဲ့အုံးကလှေကားထောက်ပြီးတော့ယူလို့ရတဲ့အုံးဆိုတော့ကျွန်တော်အုံးတက်သမားမခေါ်ဘဲနဲ့တနင်္ဂနွေသားရှာထားတာ
ရှယ်ထားပြီးတော့အဲ့တော့တနင်္ဂနွေလာပြည့်နေ့ညမှာစောင်းမဲ့သူရဲ့အကောင်းဆုံးအချိန်ခါဟိုကျွန်တော်တို့ရွေးပြီးတော့အဲ့ဒီအုံလက်ကိုတက်ခုတ်တက်ခုတ်တကရွေးခုတ်လို့မရဘူးကျွန်တော်တို့မှာဂျို6လုံးရှိတယ်များသောအားဖြင့်လူတွေသုံးတဲ့ဂျူပေါ့ဗျာရာဟုတို့ကိတ်ပါအပါပေါ့နော်ပလူတို့ဟိုဘာတို့ကတော့ထားလိုက်တော့ဂျို6လုံးမှာသူကဂျိုမင်းတွေကိုပူဇော်တဲ့ခါတာရှိတယ်ချစ်အောင်ပူဇော်တဲ့ခါတာအဲ့ဒါကြတော့ဗမာကျမ်းနေမှာမရှိကျွန်တော်ပူဂျာရီတွေနဲ့ပေါင်းတာတယ်တန်ငယ်ချင်းကလပူဂျာရီနဲ့ပေါင်းတယ်သူတို့ဟိန္ဒူကျမ်းမှာသူကဘယ်ဂျိုဘယ်ဂါထာနဲ့ပူဇော်ဆိုတာအဲ့ဒါဆိုအဲ့ဒီဂါထာနဲ့ပူဇော်ပြီးတော့ခုတ်ပါခုတ်ပြီးတော့ဒီဆောင်းဝဲသူအတွက်အဆင်ပြေတဲ့တွက်ချက်တဲ့အတောင်ပေါ့နော်နဲ့အုပ်လက်တွေကိုပိုင်းပြီးတော့ခါကြတော့တနင်္ဂနွေရဲ့အယောင်ဖြစ်တော့အနီရောင်အလံကိုကျွန်တော်တို့ကဘယ်အချိန်မှာအလံလောက်ဘယ်အချိန်မှာထိုးတဲ့ခါကျဘယ်ထဲမှာထိုးအဲ့ဒီအထက်ကိုဘာထက်လဲဆိုပြီးတော့ဒါတက်စာပေါ့နော်ဒါဟုတ်တော့ဖျားစင်ပေါ်မှာကျွန်တော်တို့ဗမာလူမျိုးတွေမှာအောင်အိုးထိုးသလိုပေါ့ဗျာသူတို့ဟိုဒီသူ့အကောင်းကျိုးပေးတဲ့လုံးဝ strong ဖြစ်တဲ့ဂျိုနဲ့ပတ်သက်တဲ့အရာကြီးတော့ဖျားစင်မှာတော့အောင်အိုးဖြစ်နေတည်လိုက်တဲ့သဘောပေါ့ဗျာအဲ့လိုပဲကျွန်တော်ဟုတ်ပြီသူ့အတွက်အနေထမှသုံးရမယ့်ဂျူစူဂျူပေးတဲ့ဂျူကဘယ်လိုလဲဖက်နှက်အယောင်ကြီးဖြစ်သုံးမယ်ဒီကျွန်တော်အထိုင်ခင်းနေအဲ့လိုပေါ့နော်ဟိုထိုင်ကုန်နေအိမ်နာကွက်ဒီအဲ့လိုနေရာတွေမှာသုံးရတာပေါ့နော်ဒါလည်းဟိုဂျူရီရဲ့ကောင်းကျိုးပြီးတော့ဂျူရီကိုမူတည်ပြီးတော့ကျွန်တော်တို့ကဒီစီရင်တာပေါ့နော်နက္ခတဗိဒရဲ့ကျွန်တော်တို့ဒီမဟာဘုတ်ရဲ့နောက်လောကီအစီရင်အိန္ဒိယကဒီဂျိုရီပူဇော်တဲ့ဂါထာရဲ့နောက်အချိန်ခါအင်္ဂါဝိဇ္ဇာတိုင်နေတယ်အကုန်လုံးကိုရောရှက်ပြီးတော့ဒါအစီရင်ပေါ့ဟိုဗုဒ္ဓဘူးဒါတနင်္ဂနွေဂျိုကောင်းတဲ့ဒါပေမဲ့ဗုဒ္ဓဘူးသားနဲ့တနင်္ဂနွေဂျိုကောင်းတယ်မဟုတ်ဘူးသူ့ရဲ့မွေးဖွားလာတဲ့ဒီဟိုအချိန်ကာလနေရာပေါ်မူတည်ပြီးတော့သူကောင်းကင်မှာရှိနေတဲ့လက်တကျူလောင်တီကျူဂျိုသွားဂျိုလာတွေပေါ်မူတည်တော့ဘယ်ဂျိုကသူ့အတွက်လုံးဝအားကောင်းဆုံးဂျိုလေဘဝသက်စာအတွက်ကောင်းကျိုးပေးမဲ့ဂျိုလေဘယ်ဂျိုကတော့များသောအပြင်စူးကျိုးပေးမဲ့ဂျိုလေအဲ့ဂျိုနဲ့ဂျိုဟိုရွေးချယ်ပြီးတော့စီရင်ရပါတယ်ဗျာအဲ့တော့ကျွန်တော်9ရက်သားသမီးမိဘပြည်သူနဲ့ညီကောင်မောင်နှမအားလုံးညီငယ်ညီမအားလုံးကံကြံဝရိယကိုရှေ့ရှုပြီးတော့စူးစမ်းအားထုတ်ခြင်းအပြင်မိမိတသက်စာမှာကံကောင်းစီတဲ့အရာတွေကိုပိုင်ဆိုင်ပြီးတော့ကံကောင်းစီတော့ကာယကံမှုဝစီကံမှုမနောကံမှုများပါရမီဖြည့်ခြင်းအပြင်ကံကောင်းတဲ့ကောင်းအောင်နေနိုင်ထိုင်နိုင်ဘဝမှာရရှိပိုင်ဆိုင်နိုင်ကြပါစေဗျာ